Hello အားလုံးပဲမင်္ဂလာပါဒီနေ့ Sakura ကိုရန်မြက်ပေါ့နော်ဖြတ်လိုက်တာမြက်ကပြန်ဆော့တာပေါ့နော်အခု Sakura ကိုနာမည်ရေးမှာပါနာမည်ကတော့ကိုပေးတဲ့နာမည်ကိုမြက်ကမကြိုက်ဘူးမြက်နာမည်ကိုမြက်ထည့်ပါမယ်ဒါပေမဲ့အပြည့်စုံလို့ထည့်မြက်ပဲထည့်ပါမယ်မြက်ကအရင်ဆုံးအမရေးဒီမြက်ပေါ့နော်နာမည်ရတော့မြက်ရတာပေါ့နော်မြက်လို့ပဲထည့်လိုက်တော့မယ်အတူကပေါ်နာမည်ပြည့်စုံအောင်ထည့်တော့မြက်ရပါပြီခေခက်ကြမယ်မြက်ကို2018 Sakura ကိုတော့ရပါတော့ဒါမဲ့မြက်ရိုက်ထားတယ်ဒါမဲ့ကျွန်းညာဝင်နေတည်တယ်ဒါမဲ့အဲ့ဒါကြီးကကြတော့မကောင်းဘူးပေါ့နော်မကောင်းလို့အားနဲ့မြက်ဖြတ်ပလိုက်တယ်မတင်တော့ဘူးအခုမြက်ကဒီဟာပေါ့သူ Sakura ကဒီလိုမျိုးဒီတော့တိတ်မမပြီးလုံးဝမပြီးလက်ဖိုးရပါဒါမှမဟုတ်မြက်တို့ကြိုက်တာလို့ဒီ Sakura ကိုတော့2000ဘယ်လောက်လဲမသိသေးဘူးဆော့တာလို့ဆိုရင်ဒါတော့မိုးရနေတဲ့အချိန်ကြောင်းသွားမှာဆိုတော့မြက်တို့ရေတော့ပြည့်သေးကြပဲပေါ့မြက်ကတော့ဘာမှဖြစ်တယ်မသိတော့တော့ဘောနော်ကဲဒီလိုကြောက်တော့ဘောစနစ်ပြင်လိုက်တယ်နော်ကဲအခုမြက်တို့ကြောင်းသွားတော့မယ်ပေါ့နော်မြက်ကတော့သူများရဲ့လို့ထူးထူးဗီဒီယိုလေးတွေတောင်လို့မြက်ကခေါင်းရတယ်ဒီလိုမျိုးတော့ဒီဇက်ကရဲ့ character လောက်ဒီဇက်ကနာမည်နာတော့မိုးတဲလို့မှတ်တယ်မိုးတဲပေါ့နော်မိုးတဲလို့မှတ်ပြီးမိုးလို့ပဲကျန်လာလိုက်ကြပြီးပါမယ်ငါဆိုတော့သူမြက်ရှင်တော့ဘူးဒီရရမှာလေခေါ်ရမရှိမှာဘူးမြက်ဟိုက30ကျော်ပဲကျန်လို့မြက်ဟိုကပြည်နေတယ်နော်အခုမြေကြောင်းသွားတော့ပါနဲ့ကဲမိုးရလည်းရအောင်ကြောင်းမြေဘယ်တော့ရောက်မှလဲတီးတော့မယ်ခင်းရတယ်မလို့ငါသိတယ်ဒီရှိကြောင်းကြီးကတော့မိုးရဲမှာပြင်းနေမိုးရဲမှာလမ်းလျှောက်နေလိုက်မိမိုးလေးတရားကတော့ပြောဆိုစားတွားနေပဲကြောက်ရှိတော့ရောက်လာပြီပါတော့လေကဲမြေကတော့ရောက်တော့လေကြောင်းကြီးကိုရင်အပေါင်းဒီမိုးလေးတရားကတော့ရောက်တော့လေကြောင်းကြီးကြည့်ပါရဲ့ပါဟာမြင်ဝင်မှာဟာစိတ်ညစ်နေပြီဟာအင်းလိုက်ဒီကောနော်ဆမ်းနေရတော့ဟာနေလူလေးနေပြီဒီကားတော့ဟာနေတဲ့ကားလေးနေနေရမေးပြီပါတီရဲ့မိုင်းမုံချလိုက်ဒီနေ့နေပြီးတော့ဘူးရှူတိုင်းကိုလူလေးပြန်လိုက်ပါတော့လေပြန်မယ်ဟာအဲ့ဒီလူလေးနဲ့ငါပြန်လို့မရ